တယောက်နဲ့တယောက်ချစ်ခဲ့ကြပြီးမပိုင်ဆိုင်တဲ့ဘဝတွေဖြစ်ခဲ့ရင်တော့ထာဝရချစ်နေတဲ့အကြောင်းတွေကိုရေးဖွဲ့ထားတဲ့ KB ဆရာကျော်ကျော်ရဲ့ထာဝရချစ်ခြင်းလို့မြင်ရပါတယ်ခင်ဗျာပိုင်ဆိုင်ရလဲပဲယင်းနဲ့တိတ်တခိုးချီလို့နေမယ်မင်းပေါ်ထားတဲ့မြတ်တာရဲ့ကဘာတီတွေတို့မမိနိုင်နဲ့မပိုင်ဆိုင်ရလဲပဲတိတ်တခိုးချီလို့နေမယ်မင်းပေါ်ထားတဲ့မြတ်တာရဲ့ကဘာတီတွေတို့မမေ့နိုင်နဲ့အချင်းနေကန်တရားရောက်ွယ်ချစ်လျက်နဲ့တို့ဝေးခဲ့ရတယ်ဘယ်လိုဘဝမျိုးရောက်ပါလေယနေ့ထက်ထိတိုင်ချစ်ခါနေမယ်ကိုယ်နှလုံးသားလေးတွေထာဝရရင်နဲ့တော့ခတ်ထားမယ်မဖြစ်နိုင်နာလေတီပါတယ်ထာဝရချစ်ခြင်းများနဲ့ဝေးကပဲချစ်လို့နေပါလေချစ်လေချစ်ခဲ့ဘူးရာတီပါလေကွယ်မခေါ်ရဲ့မပြောရဲ့တဲ့အဖြစ်တွေပါလေကွယ်ပြောသလိုနေပါလဲတွေ့နှုတ်ဆက်ပေးပါဘယ်သူမှမသိအောင်လေချစ်များကိုသိထားပါဆိုင်သူရှိပြီးသားပါချိန်မိန်လို့ခံစားရတာရင်နဲ့မချပါဘူးဟာငါချစ်တာငါပဲသိတာအဝေးကနေရရင်လေချစ်လို့နေမှာပါတိုင်ဝရင်သမားတယောက်ပါမင်းတို့ထာဝရချစ်တွေပါမပိုင်ဆိုင်ရမှန်းသိပေမဲ့လေဒီနေ့မှာထာဝရချစ်နေမှာပါအချင်းနေကံတရားတွေကြောင့်တို့နှုံးဝေးနေကြပြီမဲ့လေထာဝရချစ်နေလျက်ပါပိုင်ဆိုင်သူကိုပြီးရှိလို့မခေါ်ရဲမပြောရဲရပြီမဲ့လေလမ်းတွေ့တဲ့အခါဒီမှာတော့နှုတ်ဆက်ပေးတာအချစ်ရဲ့ပြောသလိုနေနေရတဲ့ဘဝတွေမို့ရင်ထဲမှာမချစ်အောင်ခံစားရပါတယ်ငါအချစ်တွေကိုငါပဲသိတာမို့အဝေးကနေပဲချစ်နေပါတော့မယ်အချစ်ရဲ့အပိုင်ဆိုင်ရလဲပဲရင်နဲ့တိတ်တကိုးချီလို့နေမယ်မင်းပေါ်ထားတဲ့မြတ်တာရဲ့ကဘာတီတွေတို့မမေ့နိုင်နဲ့အရှင်နေကန်တရားရောက်ွယ်ချစ်လျက်နဲ့တို့ဝေးခဲ့ရတယ်ဘယ်လိုဘဝမျိုးရောက်ပါစေယနေ့ထက်ထိတိုင်ချစ်ခါနေမယ်ကိုယ်နှလုံးသားလေးတွေရင်နဲ့ထာဝရတော့ခတ်ထားမယ်မဖြစ်နိုင်နာလေသိပါရဲ့ထာဝရချစ်ခြင်းများနဲ့အဝေးကပဲချစ်လို့နေပါလေချစ်လေချစ်ခဲ့ဘူးရာသိပါမေမခေါ်ရဲမပြောရဲတဲ့အဖြစ်တွေပါလေကွယ်ပြောသလိုနေပါလဲတွေ့ရင်နှုတ်ဆက်ပေးပါဘယ်သူမှမသိအောင်လေချစ်များကိုသိထားမှာဆိုင်သူရှိပြီးသားပါချိန်မိန်လို့ခံစားရတာရင်နဲ့မချစ်ဘူးဟာငါချစ်တာငါပဲသိတာအဝေးကနေရရင်လေချစ်လို့နေမှာပါတိုင်ရိုးရင်သမားတယောက်ပါမင်းတို့ထာဝရချစ်တွေပါ